ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဆောင်းရာသီမှာစိတ်ခံစားမှုနဲ့စွမ်းရည်ကိုမြင့်တင်ပေးမဲ့ယောဂကျင့်စဉ်၅မျိုးအကြောင်းကိုပြောပြတင်ဆက်ပေးမှာဖြစ်ပါတယ်အခုလိုမျိုးဆောင်းရာသီရဲ့အေးမြပြီးတော့မှောင်မိုက်တင်နေရဆိုရင်စိတ်ခံစားမှုနဲ့စွမ်းရည်ကိုထိခိုက်စေနိုင်ပါတယ်ယောဂကျွမ်းကျင်သူဖြစ်တဲ့ဆူရတ်ဘောဒရာဆိုရင်တော့ဒီယောဂကျင့်စဉ်၅မျိုးကစိတ်ခံစားမှုကိုမြင့်တင်ပေးဖို့စိတ်ကိုတည်ငြိမ်စေဖို့နဲ့ဟန်ချက်ညီအောင်ပြန်လည်ထိန်းညှိဖို့ကူညီပေးနိုင်တယ်ဆိုပြီးတော့ပြောပါတယ်နေဒါတွေတိုးလာပြီးတော့အပူချိန်ကျဆင်းလာတဲ့အခါမှာလူအများပြားဟာဆိုရင်တော့သူတို့ရဲ့စွမ်းရည်နဲ့စိတ်ခံစားမှုကျဆင်းသွားတာကိုသတိထားမိကြပါတယ်။ဒီလိုမျိုးရာသီအလိုက်ပြောင်းလဲမှုကနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတောင်ပို့ပြီးတော့လေးလံစေနိုင်ပါတယ်။ International Journal of Indian Psychology မှာထုတ်ဝေခဲ့တဲ့နှိုင်းယှဉ်လေ့လာမှုတစ်ခုအရတော့ယောဂကျင့်တဲ့သူတွေဟာယောဂမကျင့်တဲ့သူတွေထက်စိတ်တကြခြင်း၊စိုးရိမ်ပူပန်ခြင်းနဲ့စိတ်ပီစီမှုအဆင့်တွေတိတိတတ်တာနေပါကြောင်းကိုတွေ့ရှိခဲ့ပါတယ်။ယောဂအားဆိုရင်အာရုံကြောစနစ်ကိုထိန်းညှိပေးခြင်းသွေးစည်းစိမ်မှုကိုတိုးတက်စေခြင်းနဲ့စိတ်ခံစားမှုကိုတဘာဝအတိုင်းမြင့်တင်ပေးတဲ့ endorphins ဓာတုပစ္စည်းတွေထုတ်လွှတ်မှုကိုအားပေးခြင်းအပြင်စိတ်ခံစားမှုကျန်းမာရေးကိုအထောက်အပံ့ပေးပါတယ်။ဒါကတော့ရာသီအလိုက်စိတ်တကြခြင်းအန္တရာယ်ကိုလျှော့ချပေးနိုင်ပါတယ်။စိတ်ခံစားမှုကိုမြင့်တင်ပေးမဲ့ယောဂကျင့်စဉ်၅မျိုးနံပါတ်1 Cobra Poseဒီ pose ဆိုရင်တော့စိတ်ခံစားမှုမြင့်တင်မှုနဲ့စိတ်သက်ကောင်းမှုတို့နဲ့ဆက်ဆက်နေတဲ့ညင်တာတဲ့နောက်ပြန်ကွေးကျင့်စဉ်ဖြစ်ပြီးတော့ရာသီအလိုက်စိတ်သက်ကြခြင်းဒါမှမဟုတ်ပင်ပန်းနွမ်းနယ်မှုခံစားနေရတဲ့သူတွေအတွက်အကျိုးရှိစေပါတယ်။ဒီကျင့်စဉ်ကအလဲအလတ်စိတ်သက်ကြခြင်းရဲ့လက္ခဏာတွေကိုလျှော့ချပေးပြီးကိုယ့်လေးစားမှုနဲ့စိတ်ခံစားမှုထိန်းညှိမှုကိုတိုးတက်စေကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအထောက်အကူပြုပါတယ်လို့ဘော်ဒရာက health shock ကိုပြောပါတယ်။ဝမ်ပိုက်နဲ့အိပ်ပြီးတော့လက်ဖွားတွေကိုရင်ဘတ်ပေးမှထားကတထောင်စစ်တွေကိုခန္ဓာကိုယ်နဲ့နီးကပ်စွာထားပါတင်ပါးကိုကျမ်းမြန်စုတင်ပါးကိုကျမ်းမြန်မှာမြဲမြံစွာထားပြီးတော့လက်တွေကိုအသုံးပြုကရင်ဘတ်ကိုမြင့်တင်ပါကြောရုပ်ကိုစမ်းထုတ်ပြီးပခုံးတွေကိုနားနဲ့ဝေးရာကိုရှော့ချကပုံမှန်အသက်ရှူရင်းနဲ့ဒီအနေအထားကိုထိန်းထားပေးပါနံပါတ်2 Warrior 2 Pose ဒီကျင့်စဉ်အားဆိုရင်ခြေထောက်ခန္ဓာကိုယ်ဗဟိုနဲ့ကြောကိုတန်မာစေပြီးတော့ခန္ဓာရည်နဲ့ယုံကြည်မှုကိုတိစောက်ပေးပါတယ်မြဲမြံတဲ့ယက်တီမှုကအာယုံစိုက်မှုကိုတိုးတက်စေပြီးစိတ်ပိုင်းဆိုင်ရာခန္ဓာရည်နဲ့ပြစ္ဆုတ်ပံမှာရှိနေခြင်းကိုလည်းမြင့်တင်လို့ပေးပါတယ်။အဲ့ဒီတော့ဘယ်လိုမျိုးကျင့်ကြံရမလဲ။ခြေထောက်တွေကိုကြစ်ချဲကားပြီးတော့ရပ်ပါ။ခြေထောက်တစ်ဖက်ကိုအပြင်ဘက်ကိုလှည့်ပြီးဒူးကိုကွေးကလက်တွေကိုကျမ်းပြင်တဲ့အပြိုင်ဆန့်ထုတ်ပါ။ရင်ဘတ်ကိုဖွင့်ထားပြီးကြောရုပ်ကိုမတ်မတ်ထားကရှေ့လက်ကိုကြည့်ပါ။နံပါတ်3 bridge pose bridge pose ဟာဆိုရင်တော့စိတ်နဲ့ခန္ဓာကိုယ်အပေါ်တည်ငြိမ်ပြီးစွမ်းရည်ပေးတဲ့အာနိသင်ရှိတာကြောင့်မလို့စိတ်ပီစီမှုစိုးရိမ်ပူပန်မှုနဲ့စိတ်အပြောင်းလဲတွေကိုထိန်းချုပ်ရမှာအထောက်အကူပြုပါတယ်။ရင်ဘတ်ကိုညှင်သာစွာမြင့်တင်တာကအသက်ရှူမှုကိုနှက်ဆိုင်စေပြီးတော့ parasympathetic nervous system ကိုလှုံ့ဆော်ပေးပါတယ်။ဒါကတော့စိတ်ကိုပို့ပြီးတော့တက်တောင့်တက်တာနဲ့တည်ငြိမ်စေပြီးအိပ်စက်မှုအရေးအသွေးကိုမြင့်တင်ပေးပါတယ်လို့ဘော်ဒရာကရှင်းပြပေးပါတယ်။အဲဒီတော့ဘယ်လိုမျိုးကျင့်ကြံရမလဲ။ကြောနဲ့အိပ်ပြီးတော့ဒူးတွေကိုကွေးကခြေထောက်တွေကိုတင်ပါအကျယ်ထားပါခြေထောက်တွေကိုဖြာပေါ်ဖိပြီးတင်ပါကိုအပုံမြင့်တင်ပါလက်တွေကိုကြောအောက်မှာချိတ်ဆက်ပြီးကြောရုပ်ကိုဆန့်ထုတ်ပါဖြည်းဖြည်းချင်းအသက်ရှူရင်းနဲ့ဒီအနေထားကိုထိန်းထားပြီးမှညှင်သာစွာပြန်ချပါနံပါတ်4 Child's Pose ဒီကျင့်စဉ်အားဆိုရင်စိတ်လှုပ်ရှားမှုလွန်ကဲခြင်းနဲ့စိုးရိမ်ပူပန်ခြင်းတို့ကိုတည်ငြိမ်စေတဲ့အာနိသင်ကိုပေးစွမ်းပါတယ်ခါအောက်ပိုင်းကိုပြေလျောစေပြီးရုပ်ပိုင်းဆိုင်ရာတင်းမာမှုကိုဖြေလျှော့ကစိတ်ခံစားမှုလွန်ကဲခြင်းမရှိဘဲကိုဆန်းစစ်ခြင်းကိုအားပေးပါတယ်။ဘယ်လိုကျင့်ရမလဲ။ကြမ်းပြင်ပေါ်ဒူးထောက်ပြီးခြေဖနှောင်းပေါ်မှာထိုင်ပါ။ရင်ဘတ်ကိုပေါင်ပေါ်တင်ပြီးနှစ်ဖူးကိုကြမ်းပြင်နဲ့ထီအောင်ရှေ့ကိုကိုင်းညွတ်ပါ။တက်တွေကိုရှေ့ကိုစမ်းထုတ်ထားတာဒါမှမဟုတ်ဘေးမှာထားပြီးနက်ဆိုင်နဲ့စီးကျက်ညီတဲ့အသက်ရှူမှုအပေါ်အာရုံစိုက်ပါ။နံပါတ်5 Downward Facing Dog Downward Facing Dog ကျင့်စဉ်ကဆိုရင်ရုပ်ပိုင်းဆိုင်ရာတန်ဖိုးထက်ကိုပိုပါတယ်။စိတ်ပီစီမှုကိုလျှော့ချတာအာယုံကြောစနစ်ကိုတည်ငြိမ်စေတာနဲ့အာယုံစူးစိုက်မှုကိုတိုးတက်စေခြင်းအပြင်စိတ်ခံစားမှုဖန်ကျန်းညီမှုကိုအထောက်ပံ့ပေးပါတယ်။အုံနောက်စီသွေးစည်းစည်းမှုတိုးတက်လာစေကစိတ်ကိုလန်းဆန်းစေပါတယ်။စိတ်ခံစားမှုကိုမြင့်တင်ပေးပြီးစွမ်းရည်ကိုပြန်လည်ဖြည့်တင်းပေးတာကြောင့်အေးတဲ့လာရီမှာစိတ်အားထက်သန်မှုနဲ့ပါတာကိုတိုက်ဖြတ်ရမှာအထူးအထောက်အကူပြုပါတယ်။အဲ့ဒီတော့ဘယ်လိုမျိုးကျင့်ရမလဲ။လက်နဲ့ဒူးထောက်တဲ့အနေအထားကနေစတင်ပါခြေချောင်းတွေကိုကွေးပြီးတင်မားကိုအပေါ်ကိုမြင့်တင်ကပြောင်းပြန် V ပုံစံဖြစ်အောင်ပြုလုပ်ပါလက်တွေကိုပခုံးအကျဲထားပြီးခြေဖနှောက်တွေကိုကြမ်းပြင်စီရွှေ့လျားပါ
ယောဂရဲ့စိတ်ခံစားမှုဆိုင်ရာအကျိုးကျေးဇူးတွေကိုခံစားရဖို့အတွက်ပုံမှန်ကျင့်ကြံမှုကအဓိကတော့ချက်ပါပဲ။ပုံမှန်ကျင့်ကြံခြင်းကစွမ်းရည်နဲ့ပါတဲ့စောင်းရသည့်နေ့တွေမှာစိတ်အားထက်သန်မှုနဲ့စွမ်းရည်အဆင့်တွေကိုမြင့်တင်ပေးနိုင်ပါတယ်။ဘောဒရာရဲ့အဆိုအရတော့အတိုင်းအဝိုင်းအခြေပြုယောဂကျင့်ခြင်းကလူတွေကိုဂတိကဝတ်ပြုဖို့နဲ့အထောက်အပံ့ခံစားရဖို့ကူညီပေးနိုင်ပါတယ်။ယောဂဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုအတွက်အစားထိုးမဟုတ်ပေမဲ့လို့ယာတိအလိုက်စိတ်သက်သာဆင်မှုတွေကိုတတ်တာစီတာစိတ်ကိုတည်ငြိမ်စေတာနဲ့စောင်းရသည့်အတွင်းစိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုဆိုင်ရာကျန်းမာရေးကိုမြင့်တင်ပေးရမှာအဓိပ္ပာယ်ရှိတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့ဆိုတာကိုသတိရကြပါခင်ဗျာယောဂဟာဆိုရင်တော့ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုတွေအတွက်အစားထိုးမဟုတ်ပေမဲ့ယာတိအလိုက်စိတ်သက်သာဆင်မှုတွေကိုတတ်တာစီတာစိတ်ကိုတည်ငြိမ်စေတာနဲ့စောင်းရသည့်အတွင်းစိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုဆိုင်ရာကျန်းမာရေးတွေကိုမြင့်တင်ပေးရမှာအဓိပ္ပာယ်ရှိတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာကိုတော့သတိရပေးကြပါခင်ဗျာကျမတို့ရဲ့ Yoga Master Channel ကို Like and Subscribe လုပ်ဖို့မမေ့ပါနဲ့နော်